အားလုံးပဲမင်္ဂလာပါရှင်ခရစ်ယာန်အားလုံးဟာသခင်ယေရှုကိုသက်ဝင်ယုံကြည်ပြီးတော့မှစကြခြင်း sacrament ခံယူတဲ့သူတွေဖြစ်လာပါတယ်အဲဒါကြောင့်မို့လို့ခရစ်ယာန်တွေအတွက်မရှိမဖြစ်လိုအပ်တဲ့စကြခြင်း sacrament ခံယူခြင်းရဲ့အကျိုးကျေးဇူး၅ခုကိုကျမတို့ပေါ်တာကျောင်းသူတွေကနေဝေမျှပေးသွားမှာဖြစ်ပါတယ် ဖေကျော်ချင်းရဲ့အကျိုးကျေးဇူး၅ခုတည်းကနံပါတ်1အချက်ကတော့တရှင်ကြီးကျေးဇူးတော်ရရှိတဲ့ We are granted justification of certifying grace ကျွန်တော်တို့ဖေကျော်ချင်းခံယူခြင်းကျွန်တော်တို့ရဲ့အပြည့်ရင်းကနေခွင့်လွှတ်ရှိခံရပြီးအရွယ်ရောက်ပြီးသူများအတွက်ကိုယ်တိုင်ကျူးလွန်တဲ့အပြစ်တွေကနေခွင့်လွှတ်ရှိခံရပါတယ်နံပါတ်2အချက်ကတော့ဓမ္မပညာဆိုင်ရာပါရမီ3ခုကိုရရှိစေပါတယ် We receive the theological virtues faith hope and charity theology ကဓမ္မပညာဆိုင်ရာပါရမီ3ခုဖြစ်တဲ့ယုံကြည်ခြင်းမျှော်လင့်ခြင်းနဲ့ရှင်းလင်းမြတ်ရှင်းပါရမီတွေအပြင်တရှင်သောဝိညာဉ်တော်ရဲ့အခြားပါရမီတွေလည်းရရှိစေပါတယ်ရှင်နံပါတ်3ချက်ကတော့ sacrament နဲ့ဆိုင်တဲ့ကျေးဇူးတော်ရရှိတဲ့ We received the sacrament and grace ဒီ sacrament နဲ့ဆိုင်တဲ့ကျေးဇူးတော်ကကျွန်တော်တို့ရဲ့ခရစ်ယာန်တက်တာမှာမရှိမဖြစ်လိုရတဲ့ကျေးဇူးတော်ဖြစ်တဲ့ဘုရားသခင်ကိုခက်ခိုင်မာမာတောင်းဝင်ကြီးကစီကမြတ်နိုးခြင်းနဲ့ဒီကံဆောင်ရွက်ခြင်းရရှိစေပါတယ်ရှင်နံပါတ်4ချက်ကတော့ sacrament ဆိုင်ရာလက္ခဏာရရှိစေတဲ့ A sacramental character is imputed in us ကျွန်တော်စကြောချင်းခံတဲ့အချိန်မှာ sacrament နဲ့ဆိုင်ပြီးဖြည့်လို့မရနိုင်တဲ့လက္ခဏာအမှားတာကိုကျွန်တော်တို့အပေါ်တစ်စက်ရနဲ့ရရှိစေပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဟာအသင်းတော်ရဲ့အစိပ်ပိုင်းနဲ့သခင်ခရစ်တော်ရဲ့ကိုယ်ခန္ဓာဖြစ်လာကြပါတယ်ရှင်စေကျော်ချင်းရဲ့အကျိုးကျေးဇူး၅ခုတွေကနောက်ဆုံးအချက်ကတော့ယုံကြည်သူများဟာအများနဲ့သက်ဆိုင်တဲ့ဘုံရဟန်းဘဝသို့မဟုတ်အဖြစ်အခြေအနေတစ်စိတ်တစ်ပိုင်းအဖြစ်ပါဝင်လာကြပါတယ် The common priesthood ဖြစ်စေတယ် It makes us a part of the common priesthood of the faithful စေကျော်ချင်းခံယူပြီးသူတိုင်းဘုံလုံးဆောင်ရမယ့်တာဝန်တရားကသတင်းကောင်းကိုဖြန့်ဝေခြင်းကတိကျလုပ်ငန်းတွေမှာပါဝင်ဖို့ဖြစ်ပါတယ်အဲ့ဒီမှာနှမျိုးနှစားပါဝင်ပြီး passive participation လို့ခေါ်တဲ့ sacrament တွေကိုလက်ခံရယူခြင်းရှိသလို active participation လို့ခေါ်တဲ့ဧဝံဂေလိသတင်းကောင်းဟောကြားခြင်းအသင်းတော်ရဲ့အခြားဝတ်ပြုကိုယ်ွယ်ခြင်းနဲ့ဝိညာဉ်ကတိကျလုပ်ငန်းတွေမှာဓာတ်ရတကြစွာပါဝင်ခြင်းဖြစ်ပါတယ်ရှင် DG for the greatest glory.